လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Apple user တိုင်းသိထားတဲ့ Apple Support App လေးအကြောင်းကို share လုပ်ပေးချင်ပါတယ် Apple Support App ဆိုတာကတော့ Apple ကနေတရားဝင်ထုတ်လုပ်ပေးထားတဲ့ application တစ်ခုဖြစ်ပြီးတော့ Apple ecosystem ကိုအသုံးပြုနေတဲ့လူတိုင်းအတွက်အထောက်အကူဖြစ်စေမယ့် app တစ်ခုလည်းဖြစ်ပါတယ် Apple device တွေရဲ့ feature တွေကိုဘယ်လိုမျိုးပုံမှန်ကောင်းမွန်အောင်အသုံးပြုမလဲဆိုတဲ့နည်းလမ်းတွေရဲ့ error တစ်စုံတစ်ရာကြုံလာခဲ့လို့ရှိရင်လည်းဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့နည်းလမ်းတွေကိုပြောပြပေးထားတဲ့ application လေးတစ်ခုပဲဖြစ်ပါတယ်ဒီလိုပြောပြပေးထားတဲ့ tutorial video တွေကို Apple Support YouTube channel ကနေပြီးတော့မှတိုက်ရိုက်ကြည့်လို့ရပါတယ်ဒါအပြင် Apple နဲ့လည်း direct message ပို့ပြီးတော့မှစကားပြောလို့ရအောင်ပါနော်device လေးကတခုခုပြုပြင်ဖို့လိုအပ်လာပြီဆိုရင်လည်း Apple အသိမှတ်ပြု authorized service provider ဆိုင်တွေရဲ့ဆိုင်လိပ်စာလေးကို Apple Support App ထဲမှာအလွယ်တကူရှာလို့ရအောင်ပါနော်အသုံးပြုတဲ့အခါမှာလည်း Apple Support App ကို App Store မှာ free download ရယူနိုင်ပြီးတော့ကိုယ့်ရဲ့ Apple ID လေးနဲ့ login ဝင်လိုက်ရုံနဲ့အသုံးပြုလို့ရပါပြီနော်ဒီလိုမျိုးအသုံးဝင်ပြီးတော့အသုံးပြုရလဲလွယ်ကူတဲ့ Apple Support App လေးကို download လုပ်ရသေးဘူးဆိုရင်အခုပဲ download လုပ်ထားလိုက်တော့နော်နောက်ထပ် Apple device နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးတော့မှာဖြစ်တာမို့လို့ MK Apple Authorized Service Provider page လေးကိုစောင့်ကြည့်ကြဖို့မမေ့နဲ့နော်